အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမြတ်နိုးပါဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်ပြီးစီးဖက်လက်အင်မတန်ဝင်တဲ့ရှားဆုံးလက်ပတ်ရဲ့အံ့မခန်းအကျိုးကျေးဇူးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှားဆုံးလက်ပတ်ဟာအသားရည်ထိမ့်သိမ့်ဖို့အတွက်အင်မတန်အသုံးဝင်ပါတယ်အထူးသဖြင့်နေရောင်ခြည်ထဲမှာပါတဲ့ UVB ကြောင့်အသားရည်လျော့တွဲတာအိုမီးရင်လျော်တာနဲ့နီရဲရောင်ရမ်းတာတွေကိုထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်အသုံးပြုပုံကလည်းလွဲပါတယ်ရှင်။ရှားဆုံးလက်ပတ်အနှစ်လေးကိုမျက်နှာပေါ်မှာအသားရပုတ်လိမ့်ပေးပြီးမိနစ်အနည်းငယ်ကြာမှရေစီးချော့ရုံပါပဲ။ရလက်အနေနဲ့အသားရည်ကိုတင်းရင်းစို့ဖြည့်စီပြီးဝက်ချံအမဲဆက်တွေကိုလည်းလျော့ပါစီပါတယ်။နောက်တစ်ခုကတော့သွေးတွင်းတကြားတက်ပါ။ရှားဆုံးလက်ပတ်ဖြော်ရည်ကိုတောက်ပြီးခြင်းဖြင့် type 2စီးချိုယောဂရှိသူတွေမှာတကြားတက်လျော့နေစီဖို့အထောက်အကူပြုနိုင်ပါတယ်။အစားစားပြီးရင်အစာမကြေပဲရင်ပူတက်တဲ့သူတွေ acid reflux အတွက်လေရှားဆုံးလက်ပတ်ဖြော်ရည်ကအစာချီစနစ်ကိုကောင်းမွန်စီပြီးရင်ပူတာကိုတက်တာစီပါတယ်ရှင်။ဖင်အသားကြားမှာရှိတဲ့အဝါရောင်အဆီ latex တွေကိုတိချဖိတ်ရှားဖို့လိုပါတယ်။မဟုတ်ရင်ဝမ်းသွားတာဒါမှမဟုတ်အစာအိမ်အောက်နာတွေဖြစ်စီနိုင်လို့ပါ။အလွန်အကျူစားသုံးရင်လေအသေးကိုထိခိုက်နိုင်တာမို့သတိထားရမှာပါရှင်။ဒါကြောင့်ရှားဆုံးလက်ပတ်ကိုမှန်မှန်ကန်ကန်အသုံးပြုပြီးကောင်းကျိုးတွေကိုရယူနိုင်ကြပါစေလို့ဒေါက်တာမြတ်နိုးကတိုက်တွန်းလိုက်ရပါတယ်ရှင်။အခုလိုကျန်းမာရေးဗဟုသုတတွေကိုအမြဲလိလာနိုင်ဖို့ကျမတို့ရဲ့ channel လေးကိုလည်းစောင့်ကြည့်ပေးကြပါဦးနော်။အားလုံးပဲကျန်းမာရွှင်လန်းကြပါစေရှင်။